မင်္ဂလာပါခင်ဗျာအမျိုးသမီးကန်တိတ်ထွဝင်ကျွန်းနယ်ပတိနဲ့မိတ်ဆက်ပေးပါရစေဒီပတိဆိုင်ကလေးကတော့16လက်မှ8မီလီမီတာရှိတဲ့ပတိလေးဖြစ်ပါတယ်ဒီပတိလေးကတော့18လက်မှ10မီလီမီတာရှိတဲ့ပတိလေးဖြစ်ပါတယ်ဒီတိတ်ထွဝင်ကျွန်းနယ်ပတိလေးနဲ့တရဏဂုံဂုံတော်ပဋ္ဌာန်းဖြစ်စေတရဏဂုံအနုလုံပြည်လုံဖြစ်စေဂုံတော်ကိုပါဖြစ်စေရွတ်ဖက်ပူဇော်စေခြင်းပါတယ်ကျွန်းနယ်ဟာတနင်္လာငွေနယ်နှင့်စနေ9ပေါင်းချင်းကြောင့်ကိုနဝင်မိပါတယ်။အဲဒါကြောင့်9နေဘွားတသမီများအတွက်ကောင်းကျိုးချမ်းသာစီးပွားလက်လာပါပေါ်များစေရန်ဆောင်ကျင်းပေးတဲ့တင့်မြစ်ဖြစ်ပါတယ်။ကျွန်းနဲ့ဟာငွေနဝင်းအသားဖြစ်တဲ့အတွက်ပတိစီရင်ပြီးတဏဂုံဂုံတော်ပဋ္ဌာန်းဖြစ်စေတဏဂုံအနုလုံပြည်လုံဖြစ်စေဂုံတော်ကိုပါဖြစ်စေပူဇော်ပါကလက်လာပါပေါ်များကြွယ်ဝပြီးဘေးဥပတ်အန္တရာယ်ကင်းစေပါတယ်။အမျိုးသမီးကန်တိတ်ထိဝင်ကျွန်းနယ်ပတိကိုမှာယူခြင်းနဲ့ဆိုရင်တော့မြတ်မိတ်တာရဲ့ Facebook page TikTok page က Messenger မှာမှာယူနိုင်တယ်လို့39 446 36956 39 809 44956မှာဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျာအထူးကျေးဇူးတင်ပါတယ်